Bondo Devo Maga Widow Kama Mocha Malu Get down to Sunny Biova You say that your neighbor no Eke Joe that I love you Kamurana Yasagani Say my piate Kaduremo Sunche ye Taramu Java Tarurida Pau Kuroga
အ
တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးမိဘဆရာသမားတို့ကိုအယုအသေးလေးအမြတ်လက်ဆုံးမိုး၍ရှိကိုပူဇော်ဘုမြောမှန်လျှော့တော်ပါ၏အရှင်ဘုရားအကောဘုဒ္ဓအကောဓမ္မောအကောသံဃောအနုတ္တရောအကောဝိဝါကောမိဟောတုယယံဣဇံသမေသတုကျန်ကံပါတိနာရှိသည်နိလောက၌အမြဲဆုံးတည်သောဘုရားယရနာအမြဲဆုံးတည်သောတရားယရနာအမြဲဆုံးတည်သောသံဃာယရနာယရနာမြတ်သုံးပါးတို့ကိုယခုလိုလောက်ကြည်၍ရှိခွန်ကြရမြတ်နိုးကြရအယုအသေးပြုဂရုကာရောပြုကြရသောသက္ကေဇပနာမကုတုကံစေနာဓမ္မစကြာကာရောနိဝါဇုသင်္ကစက္ကလူတံဝေကာလ၌ယရနာဝတ္တအကြောင်းသူကြွရောက်၍ဘုရားမူရှိသောသံဃာတော်အရှင်မြတ်တို့ကိုဆွမ်းခဲဝဲဘောဇင်ကျူးခြင်းအရာသာအဖျားဖျားတို့ကို၎င်းဝါဇုသင်္ကန်းတို့ကို၎င်းစီမေးရေချမ်းသတိပန်းနှင့်တကွလူဘဝတ္ထုအစုစုတို့ကို၎င်းစက္ကလူတန်ရာခြင်းတိဟုသောဒါနကုသိုလ်ကံစေရနာတရဏဂုံသုံးပါးနှင့်တကဝ၅ပါးသောသီလတော်မြတ်တို့ကိုခိုင်ယူသောဒီကျင့်သုံးရခြင်းတိဟုသောသီလကုသိုလ်ကံစေရနာပရိဒယဒေသနာတော်တို့ကိုပွားများနာကြားလက်တတ်သောဓမ္မသဝနာဘာဝနာမယကုသိုလ်ကံစေနာအဖျားဖျားတို့ကြောင့်မယတိတော်သီလဂုံသမာဓိဂုံစည်းစိမ်ဥစ္စာယရနာပေါင်းတို့ကိုရရှိခြင်းရပြီးသောသီလဂုံသမာဓိဂုံစည်းစိမ်ဥစ္စာယရနာပေါင်းတို့သည်မပြောင်းမပြတ်အမြဲတည်တိုင်ခြင်းအစရှိသောအကျိုးတူတရားပေါင်းတွင်ပြည့်စုံ၍မိမိတို့လိုလားတောင်းတအမြတ်တို့ပန်းစင်သောသုတုစုမြတ်ပေါင်းတွင်ပြည့်စုံပြီးမဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်ချမ်းသာတရားတော်မြတ်တို့ကိုလွယ်ကူသောအကျင့်မြင်မြန်သောအသိဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေ။ကဲဒီလာလေးတောင်းလိုက်အောင်ညီညာလေးဆိုလိုက်အားလုံးကြားကြပါမယ်။အဟံဗန္တိဣတရဏိနာတဟပိသတိလံဓမ္မယာသာမိနောကံကတဝါဣလံဒေထမေဗန္တိဒုတိယံပိဟံဗန္တိဣတရဏိနာတဟပိသတိလံဓမ္မယာသာမိနောကံကတဝါဣလံဒေထမေဗန္တိတတိယံပိဟံဗန္တိဣတရဏိနာတဟပိသတိလံဓမ္မယာသာမိနောကံကတဝါဣလံဒေထမေဗန္တိယမဟာဝဒာမိတံဝတိထာနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယမိဓမ္မံတရဏံကိစ္ဆာမိဒုတိယမိသံဃံတရဏံကိစ္ဆာမိဒုတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယမိဓမ္မံတရဏံကိစ္ဆာမိဒုတိယမိသံဃံတရဏံကိစ္ဆာမိတတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယမိဓမ္မံတရဏံကိစ္ဆာမိတတိယမိသံဃံတရဏံကိစ္ဆာမိတတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယမိဓမ္မံတရဏံကိစ္ဆာမိတတိယမိသံဃံတရဏံကိစ္ဆာမိသရဏဂမနံပရိပုဏ္ဏံပါဏာတိပါတာဝေရမဏိသိက္ခာပဒံသမာတိယာမိပါဏာတိပါတာဝေရမဏိသိက္ခာပဒံသမာတိယာမိအာဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာတိယာမိအာဒိဏဒါနာ
မေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာတိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာတိယာမိမုဒ္ဒဝါဒဝေရမဏိသိက္ခာပဒံသမာတိယာမိမုဒ္ဒဝါဒဝေရမဏိသိက္ခာပဒံသမာတိယာမိသုရာမေရယမေဇာပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာတိယာမိသုရာမေရယမေဇာပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာတိယာမိမေတ္တာပွားလိုက်လိုက်ဆိုလိုက်လုံးစုံများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံပေကိစင်ဝေငြိအေးကြပါစေဣဒံမေပုံညာအာတဝခယဝဟာဟောတုဣဒံမေသီလံနိဗ္ဗာနတပစ္စယောဟောတုဣတရဏိနာသာပြင်းစာနေစာဂရုမသီလံသာတုကံကရုံကတဝါဓမ္မာအပမဒေနသံပါတိထာဝိုင်းနေတန်တယ်လဲမောင်တယ်အောက်ထပ်မှာရှိတဲ့ဝါစုသင်္ကန်းမကတ်သေးတဲ့ပုံကိုယ်ကြီးအပေါ်ကြွပြီးတော့သင်္ကန်းကတ်နေပါတယ်လာလာတဲ့ဝိုင်းလာကြဒီစံကျင်တို့တော့ပြီးစမ်းကြအောင်တရားထိုင်မှုနဲ့ခင်ဗျာဖိတ်နေတယ်ခင်ဗျာလည်းရှောင်းလာတော့ဒီသမီးကလည်းမပူတော့လည်းဘူးတော့ရလိုက်ဖို့ပါတယ်ဟုတ်ပါမထိုင်နေမနေနဲ့ထိုင်မယ်ထိုင်မယ်သင်္ကန်းလေးပေးပါဦးလားမောင်တွန်းနဲ့ကဲအောက်ထမှာသင်္ကန်းမကတ်သေးတဲ့လူတွေအပေါ်တက်ပြီးကတ်နေပါနဲ့ရက်ပြီမောင်အားလည်းရက်ပြီမောင်လည်းမင်းတို့ကြည့်ကြပါဦးကိုင်းတော့လိုက်ပြီးအဲ့ဒီရောတယ်ရောကဲဒီရောလိုက်ဆိုလည်းနော်ဣမံဘုဒ္ဓဝါတိကာ သင်္ကန်းမကတ်သေးတဲ့လူကရှိလာလိုက်ပေါ့ရုံကိုယ်ရကြာတာဟမ်းမင်းရုံကိုယ်ရကြာတာဟမ်းမင်းဟောသင်္ကန်းကတ်ခိုင်းလိုက်တော့ပေါ့ပေးဒီမိုင်းကျွတ်နေတယ်ပြောလိုက်တော့ကျောင်းဆောင်အောက်ကိုဆင်းတော့ဘုန်းကြီးနဲ့စကားပြောဒီမှာထိုင်နေရောက်ပြောရ三个，那女的，对，那女的。给不要来就在前面。在前面。跟着你，跟着你。咱们应该还有，应该这个不对吧？应该不对吧？家人没有他的，那应该。မယံဗန္တိ
တရဏိနာ တရေနာ သဟာပိစတိလာနိ သာသီလာနိ သမာဓိယိတဝါ အာနိယေဝါ ဣမာနိဝတ္တဝါတိကာ သဝါလိကာ စီဝရာနိ ဝရာနိ သံဃတ သံဃတ ဒေမာ ဒေမာ ဣဓမ္မေ ဣဒံမေ ပုညံနိဗ္ဗာနတ ဘာနာဘ သစ္စယော သစ္စယော ဟောတုဣဒံ ဣဒံ ပုညဘာကံ ဘာနာ သဗ္ဗတတ္တနံ ဘဝတတနာ ဘာတိမာ ပါတိမ သာဓု မဟာ သာဓုသာဓု 会员了，会员。我这里没有拿掉。该这个号码一直拿来不到。给屋里的这个，给屋里的这个这个娃娃嘛，应该不吧？要不要每个要嘛的，不知道。那谁干？那谁干嘛？就是三个面呢，你们一个一个，我们屋里，你们面屋里有个那出来个这不。游戏还有定价，他们先是ညီမကြီး 先是အဲ့ခွန်ကြီးကိုလည်း wifi ပြန်ပြီးဆိုင်အဲ့ဘက်ဒီဘက်ထိုင်လို့ရအောင် 都可以哦，不用立分也到了，对吧？你那马上差不多了，来这个马上来。像你那马我们家干的。多少位？多少位？别个过来，别个，你们不是记住没？你们。我嘛用俺那个用用，用俺那个用，俺那个真的是。我这路也可以。王老爷。 ဖေရ ဟုတ်လား။တော့ငါမျက်နှာကြိုး မြင်ပါတယ်မကြည့်အောင်ဆိုတော့မြင်လည်းမပြောလို့ဘယ်လိုပြော ငါမျက်နှာကြိုးလို့ ဒါကြိုက်လား好呀，看票。好吗？ကောင်းပါလေနော်။ဒီနေ့အလေးရတယ်မရှိရင်ငါယူလာတော့မသိဘူး။
你坐在这边。哎，那我没有，你先等一下，我给你，买你，哎，你的龙了，哎，你的龙鱼过来。大主任，大戏嘛，比如教他点的菜来做的。来这个，不，细粒的，你们看。来，等一下，我这个方面装啊。哎，你的龙了。那没嘢嘞，这样，要给你写，你那没嘢嘞，写那个国语就好，都可以，都可以。哎，成功，哎，我来。我要跟他讲两个字，把话通知他，结果我通知他搞个照片没有。喂，吃完了没？အားလုံးမင်္ဂလာနေလာပါလို့ပါဗျာကျွန်တော်တို့ရန်နာဟာတောင်ကျုံးကြီးပါပတ်တယ်ကြားပွဲတော်တိုင်းမှာပြတော်တိုင်းမှာပြုလုပ်နေကြသုံးတန်လေးပေါ့ဗျာမဲပောက်တဲ့စနစ်လေးပေါ့ဗျာအခုဖောက်မဲ့မဲကတော့ကျွန်တော်များဆီလက်အမှန်တကယ်ဆွေနဲ့ပြုတ်လာတဲ့ဆီလက်ပေါ့ဗျာမဲတစ်ပောင်ကိုတရားချက်နဲ့ရောင်းချပြီးတော့ရန်နာဝါဒအကြောင်းရဲ့နောက်တစ်ချိန်ပြန်တည်ဆောက်မဲ့ကျောင်းတင်ဘယ်လူတွေလည်းဖြစ်လာတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာမဲတစ်ဆောင်ကိုတရားပါခင်ဗျာမဲမပေါက်လဲကျောင်းရဲ့နောက်ကျောင်းတောက်မဲ့ကျောင်းပြည်နေရာအတွက်လူတော်ဝင်ပါဝင်သွားတဲ့ဓမ္မမိတ်ဆွေတို့ရဲ့သေနာတရားပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာဒီချမ်းဤပိုင်သွားပါခင်ဗျာဒီလက်စွပ်ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားပေးဝင်ကြပါဦးခင်ဗျာကျုံတော့ကျုံကဲယခုကဲ့သို့ဓမ္မစကြာခါတော်နေ့ဝါသူလာပြည့်နေ့မှာကျုံတော့ကျုံကဲတစ်နှစ်မှတစ်ခါဆိုလိုကျုံတော့ဓမ္မရေစံလေးပေါ့ခင်ဗျာမိမိတို့ရဲ့ရေစံလူတွေပါရှိသွားအောင်ပါခင်ဗျာโอเคဓမ္မမြောက်ကိုမကြာခင်မှာကျွန်တော်တို့ဟုတ်တဲ့ခါကျရင်မိမိတို့ဖောက်တဲ့နံပါတ်လေးကိုကိုယ်ကိုကြလာရောက်ပြီးပါမယ်ဟုတ်ပြီနော်နားမဆုံးပါလုံးလုံး吃饱了吗？吃好了，吃好了，来，去吃饭。စားတယ်
ဆန်းခိုင်းလေး 要刷啥的地的，压来比较的。太牛。清囊的凉拌。对呀嘛，ပြီးတယ်ပြီးတယ်ပြီးတယ် 没拿到快我爬了。 နောက်တော့ဘူးလို့မသိဘူး 等一下哦。လေးပါခင်ဗျာကာကူးနဲ့မဲလေးပါ 我100一在这里，100在这里。那个把那个茶爱，我就跟你讲了，现在很多可乐，你小碗就对呀，也只想给很厉害的。马路的也不假的。ပြန်တော့လာဒီကနေ့ကလာ毛毛的呢？အေးမပေါ့ကပ်ပြရအောင်စတော့ 你有啥？你有啥？ သိကြတော့ဟုတ်ကြတော့မှာ 辣椒蛋，啥子呀？对，辣椒蛋，把那个，我辣椒蛋，ရေထွေးကြီး တင်ပါဗျာ မင်းရေထွေးကြီးလား တင်ပါဗျာတပည့်တော်ရွေးချယ်ပါ အမေငါဒီရောက်ကိုမင်းရေထွေးကြီးလား တင်ပါဗျာ မင်းမတ်ချမှာဒီမှာဒီတင်ကနေဒီကိုတင်ကြီးရဲ့ဒီကိုပဲ မဲလေးကိုငါနီးပြီတဲ့ခင်ဗျာအကုန်မိတ်အိတ်နဲ့ ကလေးဖိအန်ကိုတဲ့ဖိမအားရှိအောင်လို့စားရလေ ဘာသာလဲတော့လဲ ဟာလားကျောင်းကလည်းမရဖိတာ 可能蛮贼。6နာရီမှာ မဲလေးလည်းကိုငါနီးပြီတဲ့ခင်ဗျာကိုငါနီးလေးနောက်ဆုံးမိတ်အိတ်နဲ့ပဲလို့ဗျာအားပေးကြပါဦးလို့လည်း ဆက်ကြမှာနဲ့ခင်ဗျဟုတ်လားမင်းရောက်ပြီပြောလာနေဒီမှာအရာကြီးနေလို့မနာနေဆိုတော့အဲ့လိုရှိပါဒီမှာနေ麦克风咧冇事，咩都有啦。麦克风咧同埋有。看把头那表家，那是多个。你也不要
ဒီကတတိယဖြစ်တယ်အားချမ်းသာတယ် ဒီလိုမျိုးမလုပ်ရတော့ဟုတ်တယ်ဟုတ်တယ်စားကြတယ်빨리 걸어 빨리 걸어 빨리 걸어 어떻게 걸어 그지 걸어 오늘 너는笑ပြောနေတယ်များဟာတင်းကနောက်ဆိုရင် ဒီကော်ရင်ဝင်နေပြီခမအလီအောင်လေးအောင်ပေါ်ဗျာဝင်နေကျွန်တော်အမွန်လုပ်ကြည့်ပါပြန်စမ်းကြည့်ပါအိမ်မှာစမ်းကြည့်ပြီသိကြအိမ်မှာစမ်း ပြန်တော့လားအေးဟုတ်ပြီဒီနေ့ ဘုံတော်မနေတကွာ၅ပါးသောသီလတော်မြတ်တို့ခိုင်းစောက်တည်ကျင့်သုံးရအခြင်းပြုသောသီလကုသိုလ်ကစေတနာပရိတ္တယဒေသနာတော်တို့ကိုပွားများနာကြားလက်တော်ဓမ္မသမဏဘာဝနာမယကုသိုလ်ကစေနာအဖျားပြားတို့ကြောင့်မယံတည်သောသီလဂုဏ်သမာဓိဂုဏ်စီစဉ်ဥစ္စာရဏပေါင်းတို့ကိုရရှိခြင်းရပြီးသောသီလဂုဏ်သမာဓိဂုဏ်စီစဉ်ဥစ္စာရဏပေါင်းတို့သည်မပြောင်းမပြတ်အမြဲတည်တံ့ခြင်းစရှိသောအကျိုးတရားပေါင်းပြည့်စုံ၍မိမိတို့လူလာတောင်းတမြတ်တို့ပန်းစရာတော်သုထုစုမြတ်အပေါင်းနှင့်ပြည့်စုံပြီးမဉ္ဇဉ်ပုံဉ္ဇဉ်နိဗ္ဗာန်ချမ်းသာတရားတော်မြတ်တို့ကိုလွယ်ကူသောအကျင့်အလင်းမြတ်သောအတိညာတို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလည်နိုင်ကြသည်ဖြစ်ကြပါစေ။အာဘာတိတာတောင်းလဲအာဟံပန္နိညီညာလဲဆိုလားအာဟံပန္နိဣတရေယသောဟာကိစ္စတိယံဓမ္မယသာမိလောကံကတောတိယံဒေတာမေတံတိဒုတိယမိအာဟံပန္နိဣတရေယသောဟာကိစ္စတိယံဓမ္မယသာမိလောကံကတောတိယံဒေတာမေတံတိတတိယမိအာဟံပန္နိဣတရေယသောဟာကိစ္စတိယံဓမ္မယသာမိလောကံကတောတိယံဒေတာမေတံတိယမဝဒာမိတဝတိထာနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယမိဓမ္မံတရဏံကိစ္ဆာမိဒုတိယမိသံဃံတရဏံကိစ္ဆာမိဒုတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယမိဓမ္မံတရဏံကိစ္ဆာမိဒုတိယမိသံဃံတရဏံကိစ္ဆာမိတတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယမိဓမ္မံတရဏံကိစ္ဆာမိတတိယမိသံဃံတရဏံကိစ္ဆာမိတတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယမိဓမ္မံတရဏံကိစ္ဆာမိတတိယမိသံဃံတရဏံကိစ္ဆာမိတရဏဂမနံပရိပုံဏံပါဏာတိပါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိပါဏာတိပါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိအာဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာတိယာမိအာဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာတိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာတိယာမိကာမေတုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာတိယာမိမုတ္တဝါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိမုတ္တဝါဒာဝေရမဏိသိက္ခာပဒံသမာတိယာမိသု
ရာမေရယမေဇပမာဒဌာနာဝေရမဏိတိတ်္ခာဝတံသမာတိယာမိမိတ္တဘောလိုက်ဆိုလိုက်လုံးစုံများစွာတတဝါချမ်းသာကိုယ်စိတ်ရေပါစေဥပယံပေကိစင်ဝေရေအေးကြပါစေဓမ္မေပုံညာတဝခယံဝါဟောတုဓမ္မေတိလံနိဗ္ဗာနတသစ္စယောဟောတုဣတရဏိနာသပိဇာနေဇကရုဏတိလံသာဒုက္ခံကရုံကတဝါဓမ္မာအပမဒေနသံပါတိထာဒီလိုနဲ့ပြောတဲ့အခါကျင့်ကြံနေတယ်ပြောလိုက်ဒီဝါဇသင်္ကန်းလူတန်းနဲ့လူတန်းကခုနပြောတဲ့အမြင့်မြတ်ဆုံးကုသိုလ်ဖြစ်တယ်ဘာလို့လဲဆိုရင်နံပါတ်1ဘုရားရဲ့ဖြစ်တော်စဉ်တွေမှာဒုတိယအရေးပါဆုံးဖြစ်တဲ့ဝါဇုကာလမှာလူတန်းနာတွေဝါဇုတဲ့ကာလမှာလူတန်းတွေကာလဒါနတွေဖြစ်တဲ့အကျိုးပင်မြတ်တာတွေနောက်ပြီးတော့အပင်မရောက်နိုင်တဲ့ကုသိုလ်ကောင်းမှုခုနှစ်မျိုးတွေမှာအပါဝင်ဖြစ်တဲ့ဒီဝါဇုသင်္ကန်းပါတယ်ဆိုတာလည်းသင်ပေါ်ခဲ့ပြီဒါကြောင့်မလို့ငါတို့ဒီဝါဇုပွဲမှာကုသိုလ်လုပ်ခဲ့တယ်ဝိယဝတ္တကုသိုလ်လုပ်ခဲ့တယ်ကျန်နေကျန်နေလူနာကိုကူညီခဲ့တယ်ဆိုတဲ့ကုသိုလ်ကြီးမြင့်မြတ်တဲ့ကုသိုလ်ဖြည့်ပြီးတော့ကျိုးပေးတယ်ဆိုတာလေဘိုလ်တို့တဲ့ကုသိုလ်ကောင်းဝမ်းမြတ်ဝမ်းသာဖြည့်ပြီးတော့မြတ်ဝေကြအောင်ပေါ့နော်ဒါမှမဟုတ်ခုနပြောကျိုးကြောင်းတဲ့ဒီလိုနဲ့ဟိုအားလဲဆိုရင်ဘုရားလည်းရောက်လာပြီးတော့ခါတော့ဒီလိုသူကလူတို့ဒီဖြည်းဖြည်းတော့ပြည့်စုံလာပြီးဆိုတော့နီးလာပြီးတော့မဟုတ်ကြောင်းဖြစ်လာဘူးသူကဒီချစ်ချင်းတိုင်းတော့ဖြစ်ပါလိမ့်မယ်မဖြစ်ချင်းနေတော့လေကိုကအရင်လောနေတယ်ဖြစ်ချင်မှဖြစ်မှာဒါကြောင့်မလို့ဒီကကံတရားအဓိကပဲသူကဒီခြေတိုင်းဖြစ်လာမယ်လို့အောင်မေးရမှာပေါ့အဲ့မှာဒီကျတို့ဒီကလည်းခံမစုံမလားဒကာကြီးရောဒကာကြီးရောခံမစုံတော့ကိုကစုံလုံးခါလေးပြောလိုက်ပါဦးဘုရားအကြောင်းကတော့အဲ့လိုလေးပြောပြီးတော့ဦးဇင်းတို့အဖွဲ့အကြောင်းအဖွဲ့သူတို့ပြီးခဲ့တဲ့ဒီဇင်ဘာလကလေးအဖွဲ့လို့2လ3လလောက်ကြာတော့အဖွဲ့ဝင်150လို့ပြည်သွားတဲ့ခါကျတော့ပြင်ဖို့လို့ရင်းနဲ့အကြောင်းလေးပေါ့လေအကြောင်းတွေရတယ်ဒါအကြောင်းလေးလဲနေတာလည်းမသိပါဘူးတကယ်ပြင်မယ်လေလုံတဲ့ခါကျတော့ဘုရားဘုန်းကြီးတဲ့အကြံပေးရတဲ့ကြောင့်ဦးဇင်းကလည်းစီကူရတဲ့ကြောင့်ကျတို့ဘက်ကဟိုအလန်းကြီးအလေလက်သူတွေဖြစ်မှာဆိုရတယ်ကျတို့ဘက်က ready မဖြစ်သေးဘူးပေါ့လေအရန်သိမဖြစ်သေးအစင်းသိမဖြစ်သေးဘူးကျိုးပွေးမအောင်မေးhighway ကျိုးပွေးဟာပေါ့ဆိုရဲဒီကဘာလို့ဆိုတော့ကိုကြောင်းလဲအစင်မပြေသေးဘူးကျန်တဲ့ဟာလေးလည်းအစင်မပြေသေးဘူးငါဒီမကြီးတွေကုနေနေလာတယ်အဲ့ဒါငါပြောတယ်ဘုတ္တနမြလောပါတွေကုနေနေဆိုတော့အရင်ပြီးပါလေခုနအဓိကမကုနေနေတဲ့အပိုင်းပါလဲဆိုတော့ခုနကစာရဲတဲ့အပိုင်းတို့ရတယ်ပထမကျော်ကအဖွဲကြီးတွေဖွဲ့မယ်ဆိုတဲ့ခါကျတော့ပြဿနာတွေဟိုမှလည်းခဏတွေ့နေတာဟိုဖွဲ့ကျောင်းကစီးလုံးနေတဲ့ပေါ်ထွန်းစာသူကထွက်ချင်နေတာတဲ့အစားထုံးမဲ့သူမရှိလို့ညီးနဲ့ဒီဘက်မှာလည်းလုံးမဲ့လူကမရှိသူတို့မှလည်းနောက်ဆိုလာတော့မှာဟိုဘာလို့အဲ့ဆိုရင်အ ਨੇ ဆုံးဒီထွက်ဝင်ထွက်ကြီးစီးနေနောက်ပြီးတော့တလချင်းစီးဝီးလောက်တာတွေဘာတွေအကုန်တင်းရတော့မယ်လေအဲ့ဒါရဲ့စလောက်ရတော့မှဆိုတဲ့ခါကျတော့အဲ့ဒါတွေကသူတို့ဘက်မှာမရင်နေသေးဘူးလေဒီလိုဖွဲ့လောက်တာနေလုံးပြီးဆိုတဲ့ခါကျတော့ထားဖွဲ့ဝင်ရလို့ပြည့်စုံနေပြီဆိုပြီးတော့ဒီရတော့လကားတော့မဖြစ်တော့ဘူးနောက်၄၅ချောင်းနဲ့ဆင်နေကြရင်ပြန်လုပ်ချင်တဲ့ဒုတွေအောင်လောလောဆယ်တော့သူတို့ပထမအရွေးချက်တိုင်းအဖွဲ့သေးလေးပဲဖွဲ့မယ်ဆိုတာမျိုးပေါ့လေအဲ့ဒါကြောင့်မလို့ခင်ဗျားတို့ကအကြောင်းကြားတာပေါ့အတိပေးတာပေါ့တရားခုနရည်စက်မချခင်အဲ့လိုအတိပေးတဲ့ခါကျတော့ဟိုဒီမကြီးအနေနဲ့တော့ဘယ်လိုသဘောထားလဲကျုပ်ဦးချမ်းကြီးတော်လည်းဖုံးဆက်ပြီးတော့အကြောင်းကြားတာလေဒါမလို့သူလည်းတိတ်ကန့်ခွင့်ကြလို့မရှိပါဘူးဒီကိစ္စမှာဂါကြီးတို့ကခမကြီးတို့ဘယ်လိုသဘောရလဲအဲ့ဒီကိစ္စဖွဲ့သေးလေးကိုပြန်ပြောဖို့တယ်လေဟုတ်တယ်အဓိကတော့ကျုပ်တို့ကအစင်ပြေဖို့နဲ့ဒီရှိလောက်ဖြစ်ဖို့အရေးကြီးတာဟိုဘက်တောင်မှမသူတို့ကကြပြင်းကင်းနဲ့ကိုကဘာလို့မှမသိဖြစ်နေတဲ့အချိန်မှာကျိုးလို့ဆိုရင်ပိုးဆိုးသွားနိုင်မှာဟိုအဲ့လိုမျိုးဒီကကျတော့ခုနပြောတဲ့အဖွဲကြီးလို့ပြီးတော့ကျန်နေမှမရှိဘူးစေနဲ့သိမကြိုက်သေးဘူးအဲ့တော့လောတဲ့အဖွဲလေးနဲ့ပဲအရင်သွားပြီးတော့ဒီရုံနဲ့တည်းအရင်လောက်နေမှာတဖြည်းဖြည်းတန်းချင်းနဲ့မဟုတ်တယ်တစ်စီတက်တာကုန်းကြော်တက်လိုက်လို့အစင်ပြေတော့ဒီအချုံပြေဘူးဆိုရင်သိတယ်မလားဒီဒါလေးကျတော့ချော်လဲတာမျိုးဟုတ်တယ်မလားပို့ပြီးတော့
အခက်မသိဖြစ်တာမျိုးခြေလို့ကြိုက်ဘူးဦးစင်တင်တာတော့အဲ့ဒါကြောင့်ကြမ်းပြီးတော့လေလို့ကြားနေအောင်ကြားပြီးတော့နှောက်မှစလို့ဖြစ်တာလေအောင်နေတယ်ဒါလေးကောင်းတယ်မကတည်းကပြင်တော့ဒီဒါကြောင့်အဲ့ဒါတော့ပြင်လို့မဘောကတော့ပဲဘယ်လိုပေါင်းပြီးတော့လာယူပေးပါဘူးအဖွဲ့အနေနဲ့တော့အရင်တိုင်းပဲထားလိုက်တာပေါ့အဲ့ဒါတော့ဥဒ္ဒအဖွဲ့တော်လေအဲ့နာမည်လေးအနေနဲ့ကတော့သူတို့ကဗမာဟိုသူတို့ဟိုဘက်ကနာမည်ယူထားတာမဟုတ်လားယူထားတဲ့ခါကျတော့နာမည်အနေနဲ့တော့နည်းနည်းစဉ်းစားပါပေါ့သူကမမုံတော့ပြောတာကတော့လွယ်လွယ်နဲ့ဘုရားပြောသူတို့ကဝါမြန်စံပေါင်းစစ်လုပ်တာမဟုတ်လားအရင်တော့ဟိုဘက်ကျောင်းကမြန်ဝါပေါ်ကြဟောဝါဝေးဆိုလို့တော့သူအဲ့ဒီကဝါမြန်ပေါ်ကြဟောဝါဝေးလို့မလားတဲ့သူကတော့အကြံပြောပါတယ်အေးအဲ့လိုလုပ်လေရရဲ့ဝါမြန်နဲ့ပါဒါမှမဟုတ်ဝါမြန်ဆိုပြီးတော့မထည့်ဘဲနဲ့ဒါမှမဟုတ်စံပေါင်းစစ်ထည့်ပြီးတော့စံပေါင်းစစ်ကစစ်ဆိုတာစစ်ထည့်လို့မရဘူးစစ်မြောက်ဆိုတဲ့စစ်ကျောင်းနာမည်ထည့်လို့မရနဲ့အဖွဲ့နာမည်လေးရမှာဟုတ်အဖွဲ့နာမည်လေးမဲ့မှာဖြစ်တဲ့အတွက်ကြောင့်လို့အေးစံပေါင်းပေါ်ကြဟောဝါဝေးပဲမဲ့မလားဒါမှမဟုတ်ဝါမြန်စံပေါင်းထည့်မလားဒါမှမဟုတ်လည်းကိုတိုင်းထားတယ်ဝါမြန်ပေါ်ကြဟောပါဝင်မဲ့ပြီးတော့ဒီတိုင်းထားတယ်ရတယ်ဘာလို့လဲဆိုတော့ဒီကကျောင်းနာမည်နဲ့ဟိုဘက်ကျောင်းမှာဦးစင်နမနာပြောဟိုဘက်ကျောင်းက220နော်ညံဝါပေါ်ကြဟောပါဝင်ဆိုလို့တာဘယ်သူနာမည်ခေါ်လဲအဲ့နာမခေါ်ဘူးသူတို့ဓာတ်ပုံလေးတစ်ခုဒီနိုင်လေးချိတ်တာဒါပဲရှိတာပဲအဲ့နာမည်ကနိုင်ချိတ်တာဘူးနိုင်လေးပဲရှိတာအဲ့တော့ခုနပြောဒီကကြီးတော်ကျူရပြောတယ်အဲ့လိုဖွဲ့လိုက်ရင်းနဲ့ဒီလိုစမ်းပေါင်းစင်နာမည်ရက်တွင်းနေပြီးသားတဲ့အလကားဖြစ်သွားမလားဆိုအလကားမဖြစ်ပါဘူးလို့တကယ်ကြီးအဖွဲ့စလားအစွဲတင်လိုက်တာပဲကြီးဒီနာမည်ကသူကအသိမပြုတဲ့အတိုင်းဒီနိုင်ငံမှာတက်ပုံကြီးချိတ်တာဒီလောက်ပဲဟိုဘက်ကျောင်းတော်တဲ့ကျန်အဲ့လိုချိတ်တာလေခေါ်တော့လူပြခေါ်ပါအောင်တရုတ်မြန်မာဘုရားကျောင်းတရုတ်ပြုတ်လျှောက်ကြီးဒါမှမဟုတ်တရုတ်မြန်မာဘုရားကျောင်းဒါပဲခေါ်တာလေတကယ်ကြီးဟိုမြန်မာဘောကျောင်းမှာဆိုတော့ပြီးတဲ့ဒီမှာကြီးတယ်ချို့လို့သိတော့မသိဘူးဒါကြောင့်မလို့ဒီအဖွဲ့နာမည်နဲ့မူကြီးကျောင်းနာမည်တွေကမတူတဲ့ကိစ္စမရှိဘူးဆိုတော့အတိတ်ပဲဖြစ်တယ်အဲ့တော့ဘာအကြံပေးခြင်းလဲပြောကြပါဦးဒီမှာကြီးကိစ္စရှိတယ်ပြေပေါ့မေးစရာမရှိလို့လည်းကြိုက်ထားရင်လည်းရတာပေါ့လေနည်းတရားကြီးပြောရည်တုံတော့နာမည်ကတော့ခုနပြောလို့ပေါ့သူတို့စမ်းပေါင်းစီကတော့ဒီတိုင်းပဲထားမှာပဲပေါ့အဖွဲ့အနေနဲ့သူကအဖွဲ့နာမည်နဲ့မှာပေါ့ကျောင်းနာမည်နဲ့စစ်မြောက်ဆိုတဲ့နာမည်မထည့်အောင်စမ်းပေါင်းဆိုတဲ့နာမည်ထည့်နေရတယ်အဲဝါမြန်ဆိုတာလည်းထည့်နေရတယ်အဲဆိုတော့ဒါကတော့ကိစ္စမရှိဘူးနည်းနည်းကြုံလို့မေးတာပေါ့လေစဉ်းစားလို့ရပြီပြီးရမှကဒီတိုင်းအကြံပေးလို့မရလည်းစာရွက်လေးနဲ့ရေးကြံပေးလေးနဲ့ပေးပေါ့အဲအကြံပေးလို့မရဘူးဆိုတော့လေဒီတိုင်းနာမည်တိုင်းထားဆိုတော့ဒီတိုင်းထားလိုက်တာမဟုတ်တော့မလားအဲ့တော့ခုနကလည်းပြအကြံပေးပြီးပေါ့ပြောလို့ချက်ပေးပြီးဆိုတော့ဒါနည်းနည်းအသိပေးတာပေါ့လေတကယ်ကြာရင်ခုနကျိုးတရားဟောတော့တဲ့အတိုင်းပဲဦးစင်းတို့နေနေရတော့အဖွဲ့ကြီးလို့ဒီဖြစ်စီအဖွဲ့လေးလို့ဒီဖြစ်စီဦးစင်းတွေကတော့ဘာမှမထူအဒီတိုင်းဘာလို့ဘာမှမထူလို့ဦးစင်းကကြီးလို့ခြင်းဖြစ်တယ်လို့ကြောင့်ဦးစင်းကအဲ့ဖွဲ့တဲ့ဝင်လို့မရဒီဖွဲ့တယ်လည်းမေယုကွာရှိပြောလို့ရတယ်ဒါမလို့လုံးဝကြီးတော့မဟုတ်ဘူးကြောင်းနေနဲ့ဆက်ဆက်နေတဲ့ပြည်ရှိတော့ကြည့်နေတာအဲ့ဒါကြောင့်မလို့ဦးစင်းတို့နေနေရတော့ဒီမှာနေတဲ့ခါဒီကြောင်းလေးဆက်လက်တည်မြဲဖို့အဖွဲ့အနေနဲ့လည်းရှေ့ရလူတွေမရှိတော့ဘူးဆိုရင်နောက်လူအစာလူသားတို့ဒီနေ့ဆက်သွားဖို့ဘုန်းကြီးတွေဆိုရင်ရှေ့လူဘုန်းကြီးမရှိတော့ဘူးဆိုတော့ဘုန်းကြီးဆက်လာပြီးဆက်တည်ဖို့ဒါဟုတ်ဒီကြီးကရည်ရွယ်ချက်ပဲလေဒါဘုရုတော်မှာလုပ်တာမလို့ပို့တယ်လို့အများတာနာအတွက်လုပ်တယ်လို့ပြောထားပြီးတော့ဒီဒါလည်းလုပ်ပြီးရလို့ရည်ရွယ်ချက်မှန်တယ်ဟုတ်တယ်မလားကိုလုပ်တဲ့စေနာမှန်တယ်ဆိုရင်အကျိုးပေးတယ်ပြောဖြစ်လာပါလို့ဒီနေ့ကိစ္စကြည့်ဘာဘကကားစီးပဲလာမယ်ဆိုတဲ့အခါကျတော့ဟိုဘက်ကျောင်းနဲ့တိုက်နေတာဟိုတိုက်နေတယ်ဆိုတော့သူတို့လည်းသွားပြီးပြောလို့မြန်မာနိုင်ငံနမကြီးတက္ကမတိကဆိုတော့သူအားတဲ့ကြီးလောက်ရတာဟိုအဲ့ဒါမှဆိုတော့မတော်စတိုက်တဲ့ထားတိုက်တဲ့ခါကျဒီဘက်ကိုအားစီကကိစ္စမရှိဘူးလားကျွန်တော်လားဦးဇင်းတို့နေနဲ့ဦးဇင်းတော်ပြောတယ်ဦးဇင်းတို့ကကြောင်းမှာခုနကပြောဖာဝေးလုပ်တယ်ဆိုတော့ဈေးရောက်တာမဟုတ်ဘူးဈေးရောက်တာမဟုတ်တဲ့ကြောင့်အရှုံးမြတ်တွက်လို့မရအောင်ဟုတ်တယ်မလားဒါကောင်းတဲ့လုပ်တဲ့ကြောင့်လာတဲ့ဒါလာဦးဇင်းကိစ္စမရှိဘူးဟုတ်တယ်လာမြများလေးနဲ့ဒီလိုမျိုးဆက်လုပ်သွားမှာဟုတ်တယ်ကုသကောင်းလို့ဒီဘက်ဒီဟိုဈေးဆိုင်ဖွင့်လာမဟုတ်တဲ့ခါကျတော့အကျန်းကြီးနဲ့လက်ခေါ်ဘူးလဲမလို့သလိုလောကကြီးဟာမလိုက်တော့ဒီနေ့ကလည်းဘလို့ဖြစ်နေမညောပြီးဆိုတော့ဦးစင်းကတော့တွေးပူတာမျိုးရှိပါဘူးကစီမတွေပြောတယ်။အော်ကာဒစီဆိုတော့သူတို့အားတောင်ပြတ်သွားတယ်လာမတကယ်ကြတော့တဲ့လာတော့အရှူရောက်လာဟုတ်တယ်ဒီနေ့ကဗစကားနဲ့စီစဉ်တာတစည်းပဲမဲ့လို့ကိုကားနဲ့အစီအစဉ်နဲ့ရောက်လာတဲ့လူတွေကအများကြီးဖြစ်နေတဲ့ခါကျတော့ခါရဲအပုံမှန်တိုင်းပဲခုနပြောတဲ့ခုနလူတွေရောက်လာတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်ဒါလေးဒါလည်းခုနပြောတဲ့အလူရှိစကမတွေရဲ့မိတ်တွေလည်းပါနေသလိုဘာပဲဖြစ်ကျွတ်လို့ဒီဘက်ကလှုပ်လာတဲ့ကိုလှုပ်တဲ့စေနာလေးတွေလှုပ်တဲ့အကြောင်းအရာလေးတွေကအမှန်တဲ့အတွက်ကြောင့်ကိုလှုပ်တဲ့ဟာတွေကောင်းတာလို့တွေကောင်းတဲ့အကျိုးပေးတယ်ဆိုတဲ့
ကျုပ်ပြီးရတဲ့အမှန်လေးလို့ယူဆတာလေဒါလည်းပေါ်မြအောင်လို့ပြောတဲ့စကားတစ်ခုပါဒါကြောင့်လို့ဒီနေ့ပြုတဲ့ကုသိုလ်ကောင်းမှုကိုကုသိုလ်ကောင်းမှုကပိဒါယူပြီးတော့ကဓမ္မဝါဒလေးတော့နည်းနည်းအတိုင်းအတာလေးကိုပွားပြောခဲ့ဟိုရေစက်သွင်းချအမျှဝေးချအောင်သင်္ကန်းလေးတွေမြောက်ထားလိုက်မယ်ကဲနိုင်ဆိုလိုက်ကြအောင်နော်မယံဗန္တိဣမာနိဝတ္တဝါတိကာစီဝရာနိဘိက္ခုတံဂတဒေမာဣဓမ္မိပုညံနိဗ္ဗာနတပစ္စယောဟောတုဣဒံပုညဘာကံသဗ္ဗတတ္တနာမာဇိမာကိုတာရုကိုလည်းသာဒီအပြန်ရှုပ်သွားမယ်အရှိမှပဲခဏပြန်ချထားလိုက်ချပြီးလက်ဦးလေးကြည်တာဒီဇပတ်လေးကြိုင်တာပြီးဆိုပါကက်လည်းအောင်ကက်ပြီးပြန်ထိုင်နေဆိုရှုပ်သွားမှာဆိုတော့ဒီလက်ချလိုက်ပြီးမှကက်ရအောင်နော်လိုက်ဆိုလိုက်ကျန်တဲ့လူတွေကလည်းလက်ဦးလေးကြည်ထားပေါ့အရှင်ဘုရားတပိတော်မတို့သည်သံတရားဝိစီရဲ့အပေါင်းမှာလွမြောက်၍နိဗ္ဗာန်ကိုအင်းမြန်စွာမျက်မှောက်ပြုပါရခြင်းအကျိုးငါ၎င်းရှိဥစွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုစီမီရေချမ်းသတိပန်တို့ကို၎င်းသံဃာတော်ရှင်မြတ်တို့အားဆွမ်းခေပွေဟောစဉ်ချာပြာတို့ကို၎င်းသူဝေဝတ္ထုအစုစုတို့ကို၎င်းဝါစုသင်္ကန်းတို့ကို၎င်းစကသူတန်းကြပါကုန်၏ရှင်ဘုရားယနေ့ယခုပြုလုပ်ရသောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့၏ဘုဘာကကြောင့်ဒုက္ခကတိချုပ်ငြိမ်း၍ငြိမ်းအေးရာဖြစ်သောနိဗ္ဗာန်သို့အင်းမြန်စွာရောက်ရပါစေသာရှင်ဘုရားနိဗ္ဗာန်မရမီယခုဘဝမှာစ၍ဘဝစတိုင်းဘေဇုကဆုအန္တရေစုယောဂါစုမျိုးမျိုးတို့မှာကင်းဝေးလွမြောက်ရ၍အသက်ရှိခြင်းအစင်လာခြင်းချမ်းသာခြင်းဉာဏ်ပညာကြီးခြင်းခွန်အားကြီးခြင်းစရှိသောအကျိုးတရားတို့ကိုလည်းဘဝစတိုင်းပြည့်စုံရပါစေသာရှင်ဘုရားဤကောင်းမှုကုသိုလ်တို့၏ဘုဘာကကိုမိခင်ဖခင်ယေရှုရှင်တို့ကို၎င်းဆရာသခင်ယေရှုရှင်တို့ကို၎င်းယခုဘဝရှိဘဝကကိုဆက်ခဲ့ကြသောဆွေမျိုးဟောင်းဆွေမျိုးသစ်အပေါင်းတို့ကို၎င်းနတ်မျက်နှာကောင်းနတ်အပေါင်း
တို့ကို၎င်းဝိဇာရှိတောဆရာပေါင်းတို့ကို၎င်းအစထား၍30ပုံ၌ရှင်လေကြကုန်သောဘုံဆုံးများစွာတတဝါအပေါင်းတို့ကို၎င်းကုသိုလ်အမြတ်ပေးဝေငါပါကုန်၏ဒီနာမည်တော့ဒီတဲ့အမြဝေခြင်းနဲ့နာမည်ရှိရဆိုတော့ ဥစား朱叶香 ကျူရဲ့ရှံမောင်လေးပေါ့နော် 毛利ရဲ့အမျိုး အဲ့ဒါပါတော့ ရောက်မှာ ကဲကျူရဲ့ရှံပဲထားလိုက်ပါတော့အကြောင်းမှပြောနေကဲအထူးအားဖြင့်ဘဝတစ်ပါးကြောင်းသွားလေသောကျူရဲ့ရှံအား၎င်းကုသိုလ်အမြတ်ပေးဝေငါပါကုန်၏သို့ထိုဆိုအပ်ခဲ့ပြီးသောပုဂ္ဂိုလ်တတဝါတောင်းတို့သည်ကုသိုလ်ပြုလို့တပိတော်မာတို့နှင့်ထတ်တူညီမြကုသိုလ်ကောင်းမှု၏ဘိုးဘာကကိုအမြတ်ရကြပါစေတည်းအမြတ်ရ၍သာဓုခေါ်ဆိုပြီးလျင်ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာဝမ်းသာကြသည်စင်စစ်မသွေချစ်ကြပါစေကုန်သတည်းအမြတ်ဝေလာပြုပါကြပါစေ ဒီနေ့မဲပေါက်တဲ့ဒီမှာအကြောင်းနဲ့ပြောမယ်မဲပေါက်တဲ့ဒီမှာရဲ့ထူးခြားနော်ဦးစင်းတဲ့ဟိုမှာ3ချိန်ပြီးတယ်ပထမချိန်လာတော့တိုးနေနေနဲ့ထနေပြီဒီပထမတကဟိုမှာဘုတ်ကလေးမှာဦးစင်းပြီးရတော့သူကလာနာတာဟိုအဲဒုတိယချိန်ပြီးတော့ထလာတယ်ဒုတိယချိန်ထနေလို့သူကကောင်းလို့ဦးစင်းကပြောအေးကြောင်းလာအောင်ပေါ့ပြောလို့တတိယချိန်ကြီးလာတဲ့ခါကျတော့မဲပေါက်လာနော်အဲကြောင့်သူထူတယ်ဆိုလို့သူပေါက်တဲ့မဲကိုကြောင်းနဲ့ပြန်ပြီးအေးညနေကံပြောင်းလာလို့အော်မီအိုးဆက်တယ်ဒီဒါကြတဲ့သူကံနဲ့ဆက်ဆက်လာတယ်အကြောင်းအေးအဲ့ဒါကဒီစကားလေးလေးနဲ့ဟိုကော်ဖီတောက်ကျင်တောက်ကြအောင်ပေါ့ဘယ်လိုလဲဒီမှာသီးသီးတွေလည်းအများကြီးတော့ပဲသီးသီးတွေစီးစားကြအောင်လို့ဟိုပါတို့ပဲထားလို့မရတဲ့မပြောသေးတဲ့ဥစ္စာတွေဘက်ကမပြောသေးနဲ့ထားလို့ရတယ်စွန့်လိုက်ဟုတ်မပြောသေးတော့လည်းထားမရရင်အရင်စားလို့ရတယ်အရင်စားလို့哪里就对。မိုးလေဟိုတခါကြီးနေမှာမဟိုတခါကြီးမှာပြန်တော့လားဟိုတွန့်ချင်တယ်不会啦，现在现在就回去了吗？转就进。转就进，你要回去吗？没我只才学起来的这一点，这看一下，要是现在是半天啊。没啥都怕，那没啥都怕，没错。你怎么现在才来？这个一下去了，我那晚上。嘿，该比了，该加油！